ကျေးမှုဖြစ်သတ်မှတ်ထားတဲ့မြို့တော် မန္တလေး မှန်တယ်မြန်မာနိုင်ငံသာသနာစတင်ထွန်းကားစေသောမင်းအမည် နော်ရထား မှန်တယ်မြန်မာနိုင်ငံကိုစားပြုပန်းအမည်မြန်မာနိုင်ငံကိုစားပြုတဲ့ပန်းအမည်မသိဘူးဆိုရပြီအေးအဲ့လိုပဲပြပါတတိယမြန်မာနိုင်ငံကိုစားပြုသောပန်းအမည် မသိဘူးဗျာ အေးမသိဆိုနောက်ကသွားပန်းတတိယမြန်မာနိုင်ငံကိုစားပြုသောပန်းအမည် ဘရောက်ပဲ မှန်တယ်ပြောက်ပန်းမြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ် ရှမ်းပြည်နယ် မှားတယ်တော့ ရပြီ မြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ်ဟုတ်ပြီမှားတယ်မြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ်မှားတယ်ကိုပြည်နယ်လေတရားမြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ်မှားတယ်ခဏရပြန်နေတော့မြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ်ရှမ်းပြည်မှားတယ်အဲ့ဒီမြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ်မှားတယ်မြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ် ဟုတ်ကဲ့ မှားတယ်မြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့သောပြည်နယ်မှားတယ်မြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့တဲ့ပြည်နယ်မှားတယ်လွယ်လေးအဲ့မြန်မာနိုင်ငံအင်္ဂလိပ်ကခါးလေးနားမှာရှိဘာပြည်နယ်လဲမြန်မာနိုင်ငံမှာအင်္ဂလိပ်လက်အောက်ကိုမကြောက်ခဲ့တဲ့ပြည်နယ်မြန်မာနိုင်ငံခါးလေးနားမှာရှိတယ် ကချင်ပြည်နယ် ကချင်ပြည်နယ်ကဟိုးအပေါ်ဘက်မှာဟိုကမှားတယ်ချ ကညာငကောင်းမပါ မှန်တယ်ကရားပြည်နယ်သူပြောပါပြီ